okay open e scale ကိုထပ်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်မယ်နော်ဆိုတော့6ကျိုးက e ဆိုတဲ့နာမည်ပေးထားတဲ့အတိုင်းပဲဒီ6ကျိုးကနေကျွန်တော်တို့ e scale open ကိုစတင်ပေးမှာဖြစ်တယ်နော်ဆိုတော့တွားရအောင် open e လာမယ်လူကျိုး e ပေါ့နော်ပြီးတော့6ကျိုးဒုတိယကွက်6ကျိုး4ကွက်5ကျိုးလူကျိုး5ကျိုး2ကျိုး2ကွက်5ကျိုး4ကွက်4ကျိုး1ကွက်ဒီမှာက octave 1ပြီးသွားပြီเนาะဆိုတော့ octave 2ဆက်လာမယ်เนาะအမြင့်တို့ဆက်လာပြီပေါ့เนาะ4ကျိုး okay sorry ပြန်စားမယ်เนาะ second octave ပိုင်းစားမယ်เนาะဆိုတော့4ကျိုး2ကွက်4ကျိုး4ကွက်3ကျိုး1ကွက်3ကျိုး2ကွက်2ကျိုးလူကျိုး2ကျိုး2ကွက်2ကျိုး4ကွက်2ကျိုး5ကွက်เนาะဆိုတော့ဒီမှာတီးပြီးသွားပြီဆိုတော့ထပ်တီးစီမလို့တော့ဘူးဒီကနေစမယ်เนาะအဲ့ကနေစမယ်เนาะအပေါ်တက်ခါပြောတာเนาะအပေါ်တက်ရင်တော့ဒီဘက်ကနေပြန်တက်မယ်ဆိုတော့2ကျိုး4ကွက်2ကျိုး2ကွက်2ကျိုးလူကျိုး3ကျိုး2ကွက်3ကျိုး1ကွက်ပြီးတော့လက်တန်းလေး4ကျိုး4ကွက်4ကျိုး2ကွက်မှာ octave 2ကဒီမှာပေါ်တက်တဲ့ခါမှာ octave 2ကဒီမှာပြီးသွားတာเนาะဆိုတော့ဒီကနေပြန်စမယ်ဆိုတော့ဒီကနေပြီးတော့4ကျိုး1ကွက်5ကျိုး4ကွက်5ကျိုး2ကွက်5ကျိုးလူကျိုး6ကျိုး4ကွက်6ကျိုး2ကွက်6ကျိုးလူကျိုးပေါ့နော်ဆိုတော့အားလုံး ascending descending ပြီးသွားပြီဆိုတော့ဒါကိုပေါင်းပြီးတော့တီးမယ်ဆိုရင်တော့ဖြည်းဖြည်းလေးတီးပြမယ်နော်လက်တကြွေပဲလာတော့မှာเนาะဆင်းတဲ့အတိုင်းပဲလာတော့ဆိုတော့ဒါကိုဖြည်းဖြည်းချင်းစီကျင့်မယ် okay ဒါဆိုတော့ E open scale လာတော့ပြီးသွားပြီတော့ F open scale နောက်ဗီဒီယိုမှာထပ်ပြီးတော့ကြည့်အောင်နော်